မွန်ဂိုလန်ဆိုတာဗီယက်နမ်ဒါလတ်မြို့ရဲ့အရန်ပေါ်ပူလာဖြစ်နေတဲ့မွန်ဂိုလီးယားစတိုင်ဒီဇိုင်းနဲ့ဖန်တီးထားတဲ့ပန်းချန်တစ်ခုပါဒီမှာဆိုရင်ဆော့ခစရာ activity တွေချစ်စရာတရိတ်ဆန်အကောင်လေးတွေရှိတဲ့အပြင်မွန်ဂိုလီးယားစတိုင်ဝတ်စုံဝတ်ပြီးတော့တပုံရိုက်လို့ရတဲ့နေရာတစ်ခုဖြစ်ပါတယ်ဝင်ကြီးအနေနဲ့တယောက်ကို 150k VND ပေးရပြီးတော့ coffee ဒါမှမဟုတ်ရင်အေးတစ်ခွက်တောက်လို့ရပါတယ်ကဲဒီမွန်ဂိုလန်ထဲမှာဘာတွေရှိလဲဘလို့ game activity တွေစောလို့ရလဲဆိုတာမျက်နဲ့တူဆက်ပြီးတော့ဘလော့လေးကြည့်ပေးကြပါဦးကဲအားလုံးပဲဗီယက်နမ်ဒါလက်ရဲ့မွန်ဂိုလန်ကိုသွားလိုက်မယ်ဆိုရင်ဒီလို game activity တွေကို try ကြည့်ဖို့မမေ့ပါနဲ့နောက်ဘလော့ကြိုင်ပြန်တွေ့ပါမယ်အားလုံးပဲတတပါကဲဒါတွေကတော့ဗီယက်နမ်ဒါလက်ရဲ့မွန်ဂိုလန်ကိုသွားလိုက်မယ်ဆိုရင်စောလို့ရတဲ့ activity နဲ့မြင်ရမယ့်အရာတွေဖြစ်ပါတယ်။ vlog လေးကိုအဆုံးထိကြည့်ပေးကြရတော့အားလုံးကျေးဇူးတင်ပါတယ်။နောက် vlog တွေကြရင်ပြန်တွေ့ပါဦးမယ်ခင်ဗျာ။တတပါ။